အမြင်မတော်လို့ပါဗျာ9နှစ်လောက်အတွေ့အကြုံရှိရင်ပဲဆရာကြီးတွေလုပ်ပြီး certificate တွေပေးတယ်အဲ့ဒါတော့ဟုတ်ပါတယ်ဗျာဒါမဲ့လည်းကျွန်တော်အဲ့လိုမျိုးကြီးလည်းလိုက်မပြောချင်ဘူးဗျာဘာလို့လဲဆိုတော့အခုအကိုပြောတာဗာလဲ9နှစ်လောက်အတွေ့အကြုံရှိရင်ပဲဆရာကြီးတွေလုပ်ပြီးဟာ9နှစ်ကိုသွားမပြောနဲ့3နှစ်နဲ့ဆရာကြီးတွေလုပ်နေရှိတယ်နောက်တစ်ခုက2နှစ်နဲ့ဆရာကြီးလုပ်နေတာရှိတယ်နောက်တစ်ခုက3လနဲ့ဆရာကြီးလုပ်နေတာရှိတယ်နောက်က6လနဲ့ဟာငါဆရာဖြစ်သွားပြီဆိုပြီးလုပ်နေတာရှိတယ်အဲ့ဒါကျွန်တော်ပုံဝင်ခြင်းမှာရှိတယ်ခင်ဗျားတို့ကဟိုကျွန်တော်ကပြောချင်တာလေတဲ့မလား certificate တွေယူ certify တွေလုပ်ပြီးတော့ဟာဘာဆိုင်ဘယ်လိုဖြစ်မယ်ဘယ်လိုစော့ရင်ဘယ်လိုဖြစ်မယ်သူတို့တွေကတကယ်ဟိုတကယ် professional တွေသူတို့ဖြတ်တန်းတာဒီမှာရိုးကြည့်ကြည့်ရေကန်းကအသေးလုံနေရတဲ့ကောင်တွေကျွန်တော်ဘာမှမပြောဘူးအဲ့တော့ကျွန်တော်ပြောချင်တာလေဟိုအခု certificate ယူထားတဲ့ညီလေးတွေရောညီမလေးတွေရောကျွန်တော်ပြောချင်တာခင်ဗျားတို့ကတကယ်ဟိုတကယ်ကျွန်တော် body building သမားတွေရဲ့ခြေရောခင်ဗျားတို့နင်းတာမဟုတ်ညီလေးတို့ညီမလေးတို့နင်းတာမဟုတ်ဒီလိုခွာရတိုင်းတယ်လို့ခေါ်ဒီလိုတန်းညှိတာလေဒီလားညီလေးတို့တန်းညှိတာအခုများသောအားဖြင့်အကူတို့ကဆရာသမားတွေအများနဲ့ကိုယ်ကလေးစားတယ်အခုတို့လေးစားရတဲ့ဆရာသမားတွေရှိတယ်အခုပြောပြအခုတို့ငယ်ရောဆိုတကယ်နာမည်ကြီးတယ်မြန်မာနိုင်ငံမှာဆရာခင်မောင်ကျော်တို့ဆရာတန်းနိုင်တို့နောက်ဗလဲဆရာစောသိန်းနန်တို့ဆရာအောင်ခိုင်ဝင်းတို့နောက်တစ်ခုကဟိုတနေ့လည်းကိုစလိုင်းကျော်မင်းပြောရပါတယ်ဒီ certificate ထုတ်ပေးပြီးတော့တကယ်ဟိုဘယ်လိုပြောမလဲဆိုတော့တကယ်တော်ပြီးတက်ပြီဆိုပြီးတော့လုပ်နေတဲ့လူတွေကိုကျွန်တော်ပြောချင်တာလေသိရမလားဟိုကျွန်တော်ကဒီကစားနည်းတွေအကုန်လုံးဟာဒီချင်းတစ်ချောင်းနဲ့တစ်ချောင်းပဲဒီရှင်းနောက်ဘေးဒါတွေအကုန်လုံးကကစားနည်းနဲ့သွားတာလေ design rate တွေလည်းဒီဘက်ကမှအကုန်လုံးတင်တယ်အဲ့ဒီ body building သမားတွေဟာဒီလိုကိုပြောပြဒီလိုလှုပ်နေတဲ့ဟာဒီလိုဘာကစားဘာဖြစ်မယ်ဘာကစားဘာဖြစ်မယ်အကုန်သိတယ်နော်ဆိုတော့မပြောတာဘာဖြစ်လို့မပြောလဲဆိုတော့အခုဥပမာတစ်ခုပြောပြမယ်ကွာဟိုကြားသားဖ2ယောက်ကတော့ဟိုအသားဟိုရှာထွက်တဲ့အချိန်မှာခွေးအောင်မြင်တော့ဝင်ပုံးတယ်အဲ့ဒီကလေးအဲ့ဒီခွေးရလေးဟိုဘာလဲကြားလေးရမေးတယ်အဖေကချင်းသေးကိုလည်းခံကိုက်နိုင်တယ်တော့မှလည်းဘင်လုံးနိုင်တာနဲ့အဖေခွေးရအောင်တွေ့မှာဘာဖြစ်လို့ဝင်ပုံးတာလဲဆိုတော့ကိုကဘာပြောလဲဆိုတော့အဲ့ကောင်မှာအစိတ်ရှိတယ်အဲ့ဒီကောင်နဲ့ငါတို့ရှင်လို့မရဘူးဆိုတော့သူတို့နေရာနဲ့သူတို့နေတာညီလေးတို့ဘယ်တော့မှလိုက်မပြောနေဘူးသိလားအကိုပြောချင်တာအဲ့ဒါပဲညီလေးတို့